တားလေးမင်္ဂလာပါကြဲကြဲလေးပြောတော့တာခဏလေး၄ပါတယ်ချလိုက်ပါအောင်၄ပါတယ်ကချပါအောင်ဒါဘယ်လိုချမှာဟောအမြဲရောက်လာလားတာဒီလက်စီကအမြဲရောက်လာလားတအိမ်ကဘာလုပ်တာလဲအော်အဖေရောမေရောမရှိဘူးအဖွားနဲ့နေတာဩကြာပြီလားတာဖေဖေမေမေမရှိလားဟုတ်လားတနေ့သားတွေကထားခဲ့ပြီးထွက်ပြေးသွားတာဩတဖွားနဲ့နေတာပေါ့အဲ့ဒါဆိုရင်ကျောင်းကနေလားတာတဒန်းနဲ့ထွက်လိုက်ရတာဩအခုနေတော့ဘယ်နားမှနေရလဲတာလော်ကားမှာဟဲဝေးပဲလော်ကားဝါတဲ့တာတီကိုဘလို့လာလဲတပြက်စီးထမ်းပြီးတော့66စီးလာတာဘတ်ကားစီးလာတာဟောတော်သားလေးဟဲဩဖွားနဲ့နေတော့မိသားစုဘယ်နှယောက်ရှိရလဲသားလေးအဖွားရဲ့တရဲ့2ယောက်တည်းအိုးတဖွားကိုလှုပ်ကျွေးတာပေါ့ဖွားတက်ကအောင်60ကျော်ပြီအမလေးကသားလေးဟိုကလှုပ်လိုက်တာကုသိုလ်တွေအများကြီးရနော်တာနော်ဖွားယူလိုလိုချင်းချင်းလှုပ်ကျွေးတာပေါ့တဩတပြက်စီကဖောက်တဲ့ယူရလားတာသူများစီကယူလားဩတရောင်းတော့ဘယ်လောက်ရောင်းတာလဲဩ4500 5500ယူတော့ဘယ်လောက်ယူရလဲ4000နဲ့ယူရတာအေးသားလေးကဲဒီတည်းပတ်စံလူမယ်နော်တအောင်နော်လူမယ်နော်ဟိုပါပေါ့ဗာလဲဦးစောဝင်းတို့တန်းအေးတဲ့အလူရှင်နာမည်ကနော်ဦးစောဝင်းတို့တန်းအေးကျမပါစေချမ်းသာပါစေဘဘနဲ့အန်တီခမလို့အမလေးလိမ့်မာလိုက်တာမြစ်တာပေါ့နော်အန်တီကလူမယ်နော်တဘယ်လောက်လူမယ်ထင်လဲပြောပါအောင်9000ဆိုရလားတ9000အတီဦးလေတီတီကြိုက်တဲ့လောက်လူပေါ့အဲ့လိုလားကဲအယော2သိန်းလူမယ်2သိန်းကျန်ကျေးဇူးတင်ပါပြီးပြန်တော့နော်ပြီးပြန်တော့တီတီကဒီရတဲ့ပြန်ဝင်သွားမယ်နော်သားလေးပြန်လို့ရအောင်လေနော်တိတ်ထားလိုက်တော့တာဈေးထဲမှာမလို့တော့တေချာထည့်ပေးလိုက်လိမ့်မယ်ပုံပါပါလေးလားဟုတ်ကြရပါတယ်ဒါလေးကျမ်းပါပါစေချမ်းသာပါစေဒါနော်တေချာတိတ်မဲ့တအထက်ထဲလို့မရဘူးလားအထက်ဒီပုံဒီဈေးရဲ့အထက်ကိုအပြင်မဟုတ်ဘူးအတွင်းအိတ်ထဲကိုပြောတာအတွင်းအိတ်ထဲကိုပြန်တော့ပြန်မယ်နော်ဒါလေးနော်ပြန်မအလူရှင်